ဒီဆေးဘက်ဆိုင်ရာကလောက်နေပညာမှာလျင်ရဲ့ဝေရဲ့နေပညာပိုင်းအမှတ်ပေးမှုတွေကဆေးဘက်ဆိုင်ရာကလောက်ပလက်ဖောင်းလိုအပ်ချက်အရာရွံဖုံးနေပညာထက်အနည်းဆုံး15မလောက်တာနေပါတယ်အချိန်ပိုင်းရဆိုရင်တော့နောက်လာ15ရက်နေ့မတိုင်ခင်ပုံစံတူကိုအရင်ထုတ်ရမယ်23ရက်နေ့တနင်္ဂနွေနေ့မှာတင်ပြရမယ်နေပညာဌာနကအင်ဂျင်နီယာ2ယောက်လွတ်ပေးပြီးကူညီခိုင်းပါမယ်ဒါပေမဲ့အဓိကကုတ်တွေကိုတော့ကိုယ်တိုင်ပဲထိန်းချုပ်ရမယ်ကောင်းပါပြီအကျိုးခံစား권ကတော့အလွတ်တန်းစော့ဝယ်ရေးဆွဲသူတွေရဲ့ဈေးကွက်ပေါက်ဈေးတိုင်းစီမံကိန်းတန်ဖိုးစုစုပေါင်းရဲ့900%ကို3ချိန်ခွဲပြီးကြိုပေးမယ်ဒီစီမံကိန်းကလျင်ရဲ့ဝေအတွက်ဆိုရင်အနည်းဆုံးတန်းနဲ့ချီတန်တာမို့900%ဆိုတာမနှဲပါဘူးစီမံကိန်းလုပ်နေတဲ့အချိန်အတွင်းမှာညနေပိုင်းဆိုရင်အိမ်ပြန်ပြီးထမင်းဟင်းချက်ပေးမယ်ဟုတ်ကဲ့ဟယ်လိုဆဲနာဝီဒီနေ့ကစနေနေ့ဆိုတာတီလားတီးပါတယ်ဒါဆိုဘာတွေလုပ်နေတာလဲဘီတုကဒီဇိုင်းတွေဆွဲနေပါတယ်တီလားအရင်တုန်းကစနေနေ့ဆိုရင်မင်းကနဲ့ဂိမ်းစော့နေကြလေဒါပေမဲ့အခုစနေနေ့မှာတော့ဘီတုကဒီဇိုင်းတွေဆွဲနေတယ်မင်းမအခြေရေးမရှိဘူးလို့ပြောတာကိုအခုတော့တကယ်မယုံတော့ဘူးဘာကိစ္စရှိလို့လဲဆေးဘက်ဆိုင်ရာကလောက်ပလက်ဖောင်းစီမံကိန်းနဲ့ပတ်သက်ပြီးစုံစမ်းခိုင်းထားတာလေနေရာတော်များများကိုမေးကြည့်ပေးပြီးရွံဖုံးနေပညာဘက်ကတင်တာကိစ္စကိုတာဝန်ယူထားတဲ့နေပညာဌာနညွှန်ကြားရေးမှူးလျင်ရန်ရှိတဲ့အရင်တစ်ခါစုံစမ်းခိုင်းတဲ့လူပဲလေကျဲဆေးရုံကခွဲစိတ်ဆရာဝန်ဖြစ်တယ်လို့ရွံဖုံးနေပညာရဲ့တီထောင်သူတွေတဲကတယောက်လဲဖြစ်တဲ့ဆေးဘက်ဆိုင်ရာဒင်းချက်လက်ပိုင်းမှာတော့အတွေ့အကြုံသိမ့်မရှိပေမဲ့သူ့မှာအဆက်အသွယ်တွေအများကြီးရှိတယ်မျိုးတဲကအဓိကဆေးရုံရဲ့တည်င်းချက်လက်ခါနာညွှန်ကြားရေးမှူးကသူ့ရဲ့တက်တော်ကဆရာရဲ့တပိတ်ပဲဒါကြောင့်ဒီတစ်ခါလျင်ရဲ့ဝေရဲ့တင်တာပြိုင်ဘက်ကလျင်ရန်ရှိပဲသူတယောက်တည်းမဟုတ်ဘူးရွံဖုံးရဲ့တင်တာဖွဲ့ထဲမှာလျင်ရဲ့ဝေစီကနေပြောင်းသွားတဲ့သူ3ယောက်တောင်ပါတယ်ဥက္ကဋ္ဌချင်းလည်းဒီအကြောင်းတွေကိုတီးပုံရပေမဲ့စီဝေးမှာတော့တခါမှထုတ်မပြောဘူးသူမပြောတာကလျင်ရန်ရှိကသူ့ရဲ့ခင်တူအမေကွဲမောင်လေးဖြစ်နေလို့လေမိသားစုဆက်ဆံရေးကိုတုံးပြီးတော့အခွင့်အရေးယူနေတယ်လို့အထင်မခံချင်တာကြောင့်ဖြစ်မယ်တကယ်ပဲရှုပ်ထွေးတာပဲနောက်တစ်ခုရှိသေးတယ်အဲ့ဒီနေ့ကဥက္ကဋ္ဌချင်းကငါစီမှာကြက်ဥကြော်နေလာမေးတယ်အဲ့ဒီတုန်းကငါအရန်စိတ်လှုပ်ရှားသွားလို့မင်းကိုပြောဖို့မေ့သွားတာသူမေးတုန်းကလေတန်းကပုံမှန်ပါပဲအလုပ်လုပ်တဲ့အဆင့်ဆင့်ကိုမင်းနေတယ်လို့မျိုးပဲသူမင်းကိုစိတ်ဝင်စားနေတာများလားဖုံးချလိုက်ပြီဟယ်လိုဖေဖေငါးလေးတွေအိပ်ပျော်နေပြီလားအိပ်ပျော်နေပြီသူတို့မှာခေါင်းအောင်မရှိပဲဘလို့အိတ်တာလဲမျောပြီးအိတ်ကြတာပေါ့ဒါဆိုသူတို့တွေတခြားကလေးတွေရဲ့အိမ်ကိုမျောသွားနိုင်လားမဟုတ်ပါဘူးငါးလေးတွေမှာလည်းကိုပိုင်အိမ်ရှိပါတယ်ညညမှာကိုပိုင်အိမ်ရှိတယ်လို့မျိုးပေါ့ဟုတ်တယ်မေမေမနှက်ချန်တင်းငွေနေဆိုတော့အပြင်ထွက်လေလို့ရမလားမနှက်ချန်မုန်းလွဲပိုင်းမှရမယ်မနှက်ပိုင်းမှာမေမေကဖောက်တီတယောက်နဲ့တွားတွေ့ရမှာမို့ဒါဆိုဖေဖေကောလိုက်မှာလားလိုက်မှာပေါ့အရင်နှုံးကတနေ့ကနွေနေ့ဆိုရင်ပန်းချန်ထဲမှာစုံသွားလို့ကြတယ်လေဖေဖေကစုံအကြီးကြီးတစ်ခုဝယ်ပေးထားတာညံညံကမြင်မြင်မပြေးနိုင်တော့ဖေဖေကညံညံကိုပခုံးပေါ်ထမ်းပြီးပြေးပေးတာလေဒီတစ်ပတ်တင်းငွေတော့စုံမလွတ်တော့ဘူးနေရမ်းဘူးလို့ဒါဆိုငါးပြတိုက်သွားလို့ရမလားညံညံကငါးလေးတွေကိုတကယ်ကြည့်ချင်လို့ငါးပြတိုက်ကကြိုတင်စီရင်ပေးရတယ်လေနောက်ပတ်မှသွားကြတာပေါ့ဒါဆိုမေမေကြိုတင်စီရင်ပေးဖို့မမေ့နဲ့တော့အရင်တစ်ခါကဖေဖေကြိုတင်စီရင်ပေးဖို့မေ့သွားလို့မေမေစိတ်ဆိုးသွားသေးတယ်လေဖေဖေကရပါတယ်နောက်မှသွားလဲချစ်တယ်လို့ပြောတာကိုမေမေကတော်တော်နဲ့စိတ်မပြေဘူးလေဝင်ခဲ့ပါတခုခုကြက်စရာရှိလို့အဆင်ပြေရင်လာခဲ့ဦးကျွန်တော်ခန်းတဲ့ကိုခဏလောက်ဝင်ခဲ့ပေးပါဦးဒါကဆေးဘက်ဆိုင်ရာကလောက်ပလက်ဖောင်းရဲ့ပုံစံတူတစ်ခုပါအဓိကအယူအဆကတော့အစိတ်အပိုင်းလိုက်ခွဲထားတာပါရှောင်းပိုင်စနစ်ရဲ့နာမီဝေနေပညာကိုအသုံးပြုထားပါတယ်မာလီကြီးရဲ့လှုပ်ဆောင်ချက်ဆိုင်ရာအစိတ်အပိုင်းတွေကိုရှင်းလိုက်ပါဆေးရုံရဲ့ဆေးဘက်ဆိုင်ရာပုံရိပ်ဖော်စစ်ပစ္စည်းတွေမှာထည့်သွင်းထားပါတယ်ကြိုတင်လှုပ်ဆောင်ချက်တွေကိုကြီးကြော်ချင်းဖီနှုတ်ကတိုက်ရိုက်လှုပ်ဆောင်ပေးမှာပါဆာဘာဘက်ကိုတိုက်ရိုက်ပေးဖို့ပါတယ်အရေးကြီးတဲ့အချက်လက်တွေကိုပဲဖိသိပ်ပြီးကလောက်ပေါ်ကိုတင်ပေးမှာပါဒီလိုနည်းနဲ့ဘန်ဝစ်သုံးဆွဲမှုကိုကျွန်တော်ခန့်မှန်းထားတာထက်40%ထက်မနည်းရှော့ချနိုင်ပါတယ်ပြီးတော့ဒါလေးလည်းရှိပါသေးတယ်အရင်ကကျွန်တော်နာမည်မဖော်တဲ့ဆက်သွယ်ရေးပရိုတိုကောတစ်ခုကိုရေးထားပူးပါတယ်အစကနေအဆုံးအထိရှိုးဝက်ကုတ်တွေနဲ့ထိန်းချုပ်ထားပါတယ်နောက်ကြောင်းပြန်လိုက်လို့မရပါဘူးဒါကိုဆရာဝန်နဲ့လူနာကြားအချက်လက်ဖလှယ်တဲ့နေရာမှာသုံးမယ်ဆိုရင်အချက်လက်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ရွံဖုံးနေပညာကတောင်ဒီလောက်ကောင်းတဲ့စီမံကိန်းကြီးမရှိနိုင်ပါဘူးဒီစီမံကိန်းအောင်မြင်သွားရင်ခင်ဗျားကိုပိုင်ရေးသားခွင့်ပေးပါမယ်ဒီပရိုတိုကောရဲ့မူပိုင်ခွင့်ကခင်ဗျားပိုင်တာပါလွင်ရဲ့ကုမ္ပဏီကအသုံးပြုခွင့်ကိုပဲဝယ်မှာပါဒါအပြင်အကဲဖြတ်မှုတွေပြီးသွားရင်နေပညာဌာနအတွက်စနစ်ပုံစံရေးဆွဲသူတယောက်လိုအပ်ပါတယ်အလုပ်တင်ကာလာပြီးတာနဲ့ဝန်တန်းဖြစ်ချက်ချင်းခန့်အပ်မှာပါကျွန်တော်ကြောင်းမပြီးသေးဘူးမဟုတ်လားစတုတ်ထက်နဲ့ဒုတိယနှစ်ဝက်မှာစတင်ချိန်မရှိပါဘူးဘွဲယူချမ်းကိုလည်းအဝေးကနေတင်ပြလို့ရပါတယ်ရဟွန်လဲဒီလိုပဲလုပ်ခဲ့တာပါမနှက်ချင်မနှက်လာမဲ့သူကတကယ်ဝယ်သူတော့မဟုတ်ပါဘူးဟဲမူဆေးရုံကညွှန်ကြားရေးမှူးဖုံးပါအဲ့ဒီမျိုးကဆေးရုံစီမံကိန်းပါဟဲမူကလင်းရဲ့လုပ်ငန်းဖော်ကုမ္ပဏီတစ်ခုပါမနှက်ချင်မနှက်ခင်များကိုသူ့စီခေါ်သွားပါမယ်မင်းမနှက်စာလုပ်ပေးနေတာတပတ်ရှိပြီဘာပြောချင်တာများရှိလဲဘာမှမရှိပါဘူးမင်းတင်ယူတာတော်တော်မြင်တယ်လို့ပဲခစားရတယ်ကျေးဇူးတင်ပါတယ်ဖေအဖေအခုတလောအမေအများကြီးပြောင်းလဲသွားတယ်ဘလို့မျိုးလဲအရင်ကအမေမနှက်ပိုင်းဆိုဘယ်တော့မှမပြုံးဘူးအခုတော့ပြုံးနေတတ်ပြီးအမေကြော်ပေးတဲ့ချက်ဥကြော်ကလည်းပိုစားလို့ကောင်းလာတဲ့အရင်ကအမေချက်ဥကြော်ရင်အဖေကဘေးကနေအမြဲကြည့်ပေးနေရတာအခုတော့အဲ့ဒီလိုမလို့တော့ဘူးဘာလို့လဲဆိုတော့အမေကစူးစမ်းပြီးတင်ယူနေလို့ပါဘာဖြစ်လို့လဲဘာလို့လဲဆိုတော့ဒါလေးကိုအမေကိုယ်တိုင်လုပ်တဲ့မနှက်စာကိုမနှက်တိုင်းစားစေချင်လို့ပါအဖေလည်းစူးစမ်းနေတာပါပဲညံညံတီးပါတယ်အဖေနဲ့အမေဘယ်သွားကြမလို့လဲအဖေနဲ့အမေဝေသူတယောက်နဲ့တွားတွေ့မလို့ပါမွန်းလွဲပိုင်းကြရင်ညံညံကိုအကျင်ခေါ်သွားပေးမယ်တွားကြစို့အဖေနဲ့အမေမြင်မြန်ပြန်လာခဲ့တော့
ညွန်ကြားရေးမှူးဖုံးကဘလို့လူမျိုးလဲလက်တွေ့လှုပ်ဆောင်တဲ့သူတယောက်ပါနေပညာအကြောင်းပဲပြောပါနေတမ်းပြောနေဖို့မလိုပါဘူးစီးပွားရေးလောကရဲ့မြောက်ပြတဲ့စကားလုံးတွေကိုသူမကြိုက်ဘူးဒါပေမဲ့လူငယ်တွေရဲ့နေပညာပိုင်းဆိုင်ရာအစီအစဉ်တွေပေါ့သူအမြဲစိတ်ရှိတတ်ပါတယ်ခင်ဗျားစိတ်ပူစရာမလိုပါဘူးကျွန်တော်စိတ်မပူပါဘူးဥက္ကဋ္ဌချင်းမတွေ့တာကြပြီးတော့ညွန်ကြားရေးမှူးဖုံးတာကရှန်အိုက်ဝေပါကျွန်တော်တို့စီမံကိန်းရဲ့အဓိကစနစ်ပုံစံရေးဆွဲသူပါရှောင်းပိုင်စနစ်ကိုဖန်တီးခဲ့သူပေါ့ညွန်ကြားရေးမှူးဖုံးတော်ငယ်သေးတာပဲရှောင်းပိုင်စနစ်အကြောင်းဥက္ကဋ္ဌချင်းပြောတာကျွန်တော်ကြားပူးပါတယ်ဒါကိုခင်ဗျားတယောက်တည်းရေးခဲ့တာလားအဓိကအားဖြင့်တော့ဟုတ်ပါတယ်ခင်ပြင်းနောက်တက်လာတဲ့လူငယ်တွေကတော့တကယ်ကိုလေးစားစရာပါပဲထိုင်ကြပါဦးဒီတစ်ခေါက်ဆေးဘက်ဆိုင်ရာကလောက်ပလက်ဖောင်းစီမံကိန်းမှာဆေးရုံဘက်ကတတ်မှတ်ချက်တွေကတော်မြင့်ပါတယ်ပုံရိပ်တွေကိုအချိန်နဲ့တပြေးညီဖော်ပြပေးနိုင်ဖို့ဆေးရုံချင်းချင်းကြားအချက်လက်ချိတ်ဆက်မှုနဲ့လူနာတွေရဲ့ကိုရေးကိုတာလုံးကြုံရေးဆိုတဲ့ဒီ၃ချက်ကအမှတ်ပေးဖို့အတွက်အဓိကကျတဲ့အချက်တွေပါလွင်ရဲ့နေပညာပိုင်းဆိုင်ရာမူကျန်းကိုကျွန်တော်ကြည့်ပြီးပါပြီပထမ2ချက်ကတော့ဘာပြဿနာမှမရှိပါဘူးဒါပေမဲ့ကိုရေးကိုတာလုံးကြုံရေးနဲ့ပတ်သက်ရင်အမှန်အတိုင်းပြောရရင်ပုံမှန်အဆင့်လောက်ပါပဲဒီနေ့ကျွန်တော်အဲ့ဒီအကြောင်းကိုပဲအထူးတလဲဆွေးနွေးခြင်းလို့ပါဖုံးကားသဘောတူညီချက်အတွက်တတိယချက်အတွက်ကျွန်တော်တို့မှာနေပညာအစီအစဉ်တစ်ခုရှိပါတယ်နာမည်မဖော်တဲ့ဆက်သွယ်ရေးပရိုတိုကောပေါ့လုပ်ငန်းစဉ်တစ်လျှောက်လုံးအစမှအဆုံးထိ show work စနစ်ကိုအသုံးပြုထားပါတယ်နောက်ကြောင်းပြန်လိုက်လို့လည်းမရနိုင်ပါဘူးလောလောဆယ်ဆေးဘက်ဆိုင်ရာအချက်လက်ပေးဖို့မှုပိုင်းမှာဘယ်ကုမ္ပဏီကမှဒီလိုပုံစံမျိုးအစီအစဉ်မတင်ပြနိုင်သေးပါဘူးဒီသဘောတူညီချက်ကိုဘယ်သူရေးတာလဲရှေ့အန်းကကိုယ်တိုင်ဖော်ထုတ်ထားတာပါညာနပစ္စည်းမှုပိုင်းကွင်းကသူ့ရဲ့ပုံကိုရေးဆိုင်ရာဖြစ်ပါတယ်လွင်ရဲကတော့အသုံးပြုခွင့်ကိုပဲဝယ်ယူထားတာပါလူငယ်လေးမင်းရဲ့ဒီသဘောတူညီချက်တန်ဖိုးက cloud platform တစ်ခုလုံးရဲ့တိစောက်ပုံထက်တောင်ပုံများနိုင်ပါတယ်ကျွန်တော်သိပါတယ်ဒါဆိုဘာလို့ထုတ်ပေးဖို့သဘောတူခဲ့တာလဲအခုအချိန်မှာဒါကိုသုံးဖို့လိုအပ်နေလို့ပါချင်းတို့ကထဒီလူကိုဘယ်ကနေရှာတွေ့ခဲ့တာလဲအလုပ်တင်တယောက်ပါဒါဆိုသူ့ကိုအမြဲတမ်းဝန်ထမ်းဖြစ်အမြဲဆုံးခန့်လိုက်တော့ဒီလိုလူမျိုးကိုပိုင်မဆွဲထားရင်တခြားသူတွေလူသွားကြလိမ့်မယ်အခုဆောင်ရွက်နေပါပြီဒါရိုက်တာဖုန်းကလည်းအတီးပြူပေးပြီးပါပြီမင်းရဲ့သဘောတူညီချက်အစီအစဉ်နဲ့ဆိုရင်နေပညာပိုင်းအမှတ်ကရွံဖုံးထက်အနည်းဆုံးအမှတ်20လောက်ပိုသာသွားပါလိမ့်မယ်ဒါဆိုရင်တော့အခုစိတ်အေးသွားလို့ရပြီပေါ့မရသေးပါဘူးတင်ပြပွဲမတိုင်ခင်အတီးပြရမယ့်အသေးစိတ်ချက်လက်တွေအများကြီးကျန်ပါသေးတယ်ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ပါအတွက်ကျေးဇူးတင်တာလဲအဲ့ဒီသဘောတူညီချက်ကိုထုတ်ပေးခဲ့လို့ပါအဲ့ဒါကမင်းအတွက်ဘလောက်အဓိပ္ပာယ်ရှိလဲဆိုတာငါသိပါတယ်တွားကြစို့ညင်ကအိမ်မှာထမင်းတူစားဖို့စောင့်နေတော့ပဲဘိုးဘိုးနဲ့ဘွားချမ်းကတမီးကိုအောက်ထက်ကပန်းချန်ထဲမှာခေါ်ကစားတဲ့ပုရွက်စိတ်တွေအိမ်ပြောင်းတာကိုလည်းတမီးမြင်ခဲ့တယ်ပြီးတော့လိမ္မော်ရောင်ကြောင်လေးတစ်ကောင်လည်းရှိတယ်တမီးသူ့ကိုစကားပြောပေမဲ့သူကတမီးကိုစိတ်မဝင်စားဘူးလိမ္မော်ရောင်ကြောင်တွေကအဲ့ဒီလိုပါပဲနေ့လယ်စာဘာစားချင်လဲခရမ်းချင်သည်ဥမွေပြန်စားမလို့လားတမီးစားလာတာ3ရက်ရှိပြီနော်ဖေလုတ်ပေးတဲ့ခရမ်းချင်သည်ဥမွေကအကောင်းဆုံးမလို့ပါဒီတစ်ခါတော့တကြားအများကြီးမထည့်ထားဘူးအရင်တစ်ခါကတမီးအရန်ချိုတယ်လို့ပြောလို့ဒီတစ်ခါတော့အတော်ပဲဒီတစ်ပတ်အတွင်းဖေနဲ့မေအချိန်ပိုစင်းတာနေတော့တလို့ပဲဟုတ်လို့လားအရင်တုန်းကဆိုနံပါတ်တွေမှာမေအိမ်မှာမရှိဘူးဖေအတူတူလာနေလို့မဟုတ်လားဒါပေမဲ့အရင်ကမေပြောပူးတဲ့စကားတခွန်းရှိတယ်ဖေရှိမှအိမ်ကပြည့်စုံလာလို့မေပြောပူးတယ်ခုနကဒါရိုက်တာဖုန်းကျမစီဖုန်းဆက်တယ်သူဘာပြောလဲသူတို့ကမင်းရဲ့သဘောတူညီချက်အစီအစဉ်ကိုအရန်စိတ်ဝင်စားနေကြတယ်နောက်ပတ်တင်ပြပွဲမှာနေပညာပိုင်းဆိုင်ရာမေကွန်းနဲ့ဖြေကံမှာတခုထပ်တိုးချင်နေတဲ့မင်းကိုပဲရှင်းပြပေးစေချင်တယ်ကျွန်တော်ကရှင်းပြရမှာလားကျွန်တော်ကအလုပ်တင်ပဲရှိသေးတာလေမနှက်ချင်ကစားပြီးမင်းကအလုပ်တင်မဟုတ်တော့ဘူးလူစွမ်းအားရင်းမြစ်ဌာနကမင်းကိုအမြဲတမ်းဝန်ထမ်းဖြစ်ခန့်အပ်တဲ့အကြောင်းကြားစာပို့ပါလိမ့်မယ်ယာရူးကတော့နေပညာဌာနရဲ့စနစ်တိဆောက်ပုံပြီးသူကပညာရှင်ပါထံပြီးသူကလုပ်ငန်းဤစီးမြင့်ရအလုပ်တင်တူကိုအမြဲတမ်းဝန်ထမ်းဖြစ်ခန့်အပ်ရန်အတွက်ဌာနမှုဤထောက်ခံချက်နဲ့လက်မလိုအပ်ပါသည်ကျမဌာနမှုကိုအကြောင်းကြားပြီးပါပြီထိုဌာနမှုမှာကျမကိုယ်တိုင်ပင်ဖြစ်ပါသည်အိုကိုက်ချင်းကျမတို့လက်မရေးထိုးထားသည့်သဘောတူစာချုပ်ကိုမက်မိသေးသည်မဟုတ်လားမက်မိပါသည်အပိုးခုနှစ်ဖြစ်ပါသည်အခုခင်ဗျားလုံးနေဒီမှာဤစီမံကိန်းကိုကျွန်တော်စီပေးအပ်ခြင်းကျွန်တော်ကိုအမြဲတမ်းဝန်ထမ်းဖြစ်ခန့်အပ်ခြင်းနဲ့စီမံကိန်းကြောင်းရှင်းပြရန်ကျွန်တော်ကိုလမ်းညွှန်ပေးခြင်းတို့မှာစီးမြင့်ကိုကျော်လွန်နေခြင်းမဟုတ်ပါသလားဟုတ်ပါသည်တိုးတော်စာချုပ်ထဲတွင်နေ့စဉ်လူနေမှုပေါ်စီးမြင့်များကိုကျော်လွန်ခြင်းကိုသာသတ်မှတ်ထားခြင်းဖြစ်ပါသည်အလုံးနှင့်ပတ်သက်သည်များမပါဝင်ပါထို့ကြောင့်ကျွန်မသည်စာချုပ်ကိုဖောက်ဖျက်ခြင်းမရှိပါတနင်္လာနေ့တွင်အမြဲတမ်းဝန်ထမ်းဖြစ်ခန့်အပ်ရန်လုပ်ငန်းစဉ်များစတင်ပါမီမပုံတင်မိတ်တူယူလာရန်လည်းမမေ့ပါနှင့်ဒါကပထမဆင့်အချက်လက်ကုန်းနံပါတ်များဖြစ်ပြီးဒုတိယအဆင့်မှာလုံခြုံရေးကုန်းများကိုဖြန့်ဝေရန်ဖြစ်ပါသည်ဒီနေ့နေ့လယ်ကရွံဖုံးနေပညာမှာဒါရိုက်တာဖုန်းကဆက်သွယ်လာပါသည်လင်းရန်စီဖြစ်ပါသည်လင်းရန်ဝေကပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးကာကွယ်များထပ်တိုးလိုက်သည်ကိုကြားသိရသဖြင့်အသေးစိတ်ကိုစုံစမ်းကြည့်နေခြင်းဖြစ်ပါသည်ဒါရိုက်တာဖုန်းကသူ့ကိုဘာမှပြောပြခဲ့ပါအရင်ကကြောက်ဆေးရုံသည်နဟောနှင့်ပူးပေါင်းခဲ့ဘူးပြီးလင်းရန်စီကကြားခံလို့ဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်နောက်ဆုံးတွင်စီမံကိန်းနှလုံးကြပုံရေးဆိုင်ရာမတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်ဒါရိုက်တာဖုန်း၏အဆိုအရသူသည်အပြင်ပန်းကြီးကောင်းတော်လဲအသုံးမကျသူဖြစ်ပါသည်မင်း၏အဖေတူမိခွဲအကိုသည်ဆရာဝန်လုံးနှင့်စီမံကိန်းများအပြင်တခြားပါများလှုပ်ဆောင်ပါတဲ့တူသည်လူမှုကွန်ရက်စာမျက်နှာများကိုစောင့်ကြည့်ခြင်းအလှပဆိုင်ရာအကြံပေးခြင်းနှင့်တကိုယ်ရေးကျန်းမာရေးစောင့်ရှောက်မှုများကိုစီစဉ်ပေးခြင်းတို့လှုပ်ဆောင်ပါသည်သူသည်အရာရာကိုအနေငယ်စီတက်မြောက်တော်လဲတခုများကျွမ်းကျင်မှုမရှိပါနာဟောကငယ်စဉ်ကတည်းကတင်ပေးထားသည့်ထိုရှင်တန်မှုနည်းလမ်းကိုသူသည်အမြဲတမ်းအတော့ဆုံးပုံစံမျိုးဖြစ်အောင်ဟန်ဆောင်ရမည်ဖြစ်ပါသည်
ချောင်ရွံချွန်းကထိုနေလန်းကိုနှစ်သက်တော်လဲကျွန်တော်ကတော့မင်းနှစ်သက်ပါထို့ကြောင့်မင်း၏ဖေကမင်းကိုဒူးနှင့်လက်ထက်စေခြင်းဖြစ်ပါသည်တိုးမှသာမင်းကိုချောင်မျိုးရိုးတဲ့ပြန်ခေါ်နိုင်မည်ဖြစ်ပါသည်နာဟောကလည်းသူ့သားနှင့်မင်းနှင့်လက်ထက်လိုက်လျင်လင်းရန်ဝေကိုပိုင်ဆိုင်ရမည်ဟုထင်နေခြင်းဖြစ်ပါသည်လင်းရန်စီကမူသူ၏လူမှုဆက်ဆံရေးနေလန်းများဖြင့်မင်း၏စိတ်ကိုရလူနိုင်မည်ဟုတွေးနေပါသည်လူတိုင်းကမင်းစီကနေတစ်ခုခုကိုလိုချင်နေကြခြင်းဖြစ်ပါသည်စမ်းအာဝေမင်းရောဘာလိုချင်တယ်လဲကျွန်တော်ကတော့ညံညံကိုလိုချင်ပါသည်မနက်တိုင်းသူမတွက်တယောက်ယောက်ကမနက်စာပြင်ဆင်ပေးစေချင်ပါသည်နောက်ဘက်တွင်လည်းတယောက်ယောက်ကသူမကိုတိတ်ပေးစေချင်ပါသည်သူမအရွယ်ရောက်လာရင်ငယ်ဘဝကိုပြန်နှင်းမိသည့်အခါအဖေနှင့်အမေကဘေးနားတွင်အတူရှိနေခဲ့သည်ဟုသိစေချင်ပါသည်သူမိအမေကိုလည်းအရာအလုံးကိုတယောက်တည်းမထမ်းပိုးစေချင်ပါစမ်းအာဝေအရင်ကရှင်ကျမကိုမေးခဲ့ဘူးသည်မဟုတ်လားညံညံသာတကယ်ပြန်သွားခဲ့မည်ဆိုလျင်အခုကျမတို့လုံနေသည်များကအတိတ်ပဲရှိပါဦးမလားဟုဖြစ်ပါသည်ထိုစဉ်ကရှင်ကအတိတ်ပဲရှိပါသည်ဟုဖြေခဲ့ပါသည်အခုတော့ရှင်စကားကမန်ကန်သည်ဟုကျမခစားရပါသည်ဘာဖြစ်လို့လဲဆိုတော့သူမထွက်သွားခဲ့လျင်တောင်သူမဤနေရာနာရှိနေခဲ့သည့်နေ့ရက်တိုင်းကကျမတို့ကိုပြောင်းလဲစေခဲ့သောကြောင့်ဖြစ်ပါသည်အရင်ကကျမထင်ခဲ့သည်မှာအနာဂတ်ကိစ္စများကိုအနာဂတ်ကြမှသာစဉ်းစားသင့်သည်ဟုဖြစ်ပါသည်တိုးတော်ညံညံကကျုပ်အမကိုတခုနားလည်စေခဲ့ပါသည်အချို့သောအနာဂတ်များကိုကြိုတင်လဲစတင်နိုင်သည်ဟုသောအချက်ပင်ဖြစ်ပါသည်သူငယ်ချင်းဒီနေ့ကတနင်္ဂနွေနေ့ဖြစ်ပါသည်မင်းအိမ်မှာအချိန်ပိုအလုပ်လုပ်နေပြန်ပြီလားဟုတ်ပါသည်မင်းကလူသားမဟုတ်ရဲ့လားမင်းဩကချင်းကိုတွားမေးကြည့်လိုက်ပါမင်းသိပါသလားအခုကုမ္ပဏီတစ်ခုလုံးမင်းနဲ့ဩကချင်းဤဆက်ဆံရေးအကြောင်းခန့်မှန်းနေကြပါသည်နောက်ဆုံးထွက်လာသည့်သတင်းအရမင်းကသူမီးနဲ့တော်ကြာကွဲကွာနေသည့်မောင်လေးဖြစ်သည်ဟုဆိုကြပါသည်စိတ်ကူးရင်တာမဆိုးလာပါဒါဆိုတကယ်မှန်တရားကဘာလဲတနင်္လာနေ့တွင်ကျွန်တော်အမြဲတမ်းဝန်ထမ်းဖြစ်အတီးပြုတ်ခံရပြီးလျင်မင်းကိုပြောပြပါမည်အမြဲတမ်းဝန်ထမ်းဖြစ်ခက်အခမ်းရမည်ဟုလားမင်းကစတုတ်ထက်နဲ့တောင်မပြီးသေးပဲအမြဲတမ်းဝန်ထမ်းဖြစ်သွားပြီလားဒါဆိုဩကချင်းကမင်းကိုအလုံးမထုတ်သည့်အပြင်အမြဲတမ်းဝန်ထမ်းဖြစ်ပါခန့်လိုက်သည်ပေါ့အဲ့ဒီလိုပါပဲအကူကြီးမင်းတကယ်ပဲငါတို့ဩကချင်းဤနှလုံးသားကိုတိမ့်ပိုက်နိုင်ခဲ့ပြီလားမဟုတ်သေးပါဘူးအဲ့ဒါကဘာကိုဆိုလိုတာလဲစူးစမ်းနေတော့ဟုပြောတာလားဖုံးချလိုက်တော့မီမနှက်ဖြန်စီမံကိန်းမှုကျန်းတင်ရဦးမီစမ်းအာဝေမင်းရောက်လာတာ3လပဲရှိသေးသည်အလုပ်တင်ကနေအမြဲတမ်းဝန်ထမ်းဖြစ်သွားပြီပေါ့အလုတ်တင်ကာလာပြီးတာနဲ့စနစ်ပီတုကတိုက်ရိုက်ချလာတာကုမ္ပဏီမှာဒါပထမဆုံးချိန်ပါပဲကျေးဇူးတင်ပါတယ်အလုတ်ကိုကြိုးကြိုးစားစားလုံးတော့ရှင်ဥက္ကခရှင်ကိုဘာပြူစားလိုက်တာလဲကျွန်တော်ကသူ့ကိုနေပညာပိုင်းဆိုင်ရာအစီအစဉ်တစ်ခုတင်ပြလိုက်ရုံပါအဲ့ဒါကိုကျွန်မကယုံမယ်လို့ထင်နေတာလားခင်ဗျားယုံတာမယုံတာကအရေးမကြီးပါဘူးတောကြနေ့မှာတင်ပြမဲ့ဆေးဘက်ဆိုင်ရာတင်တက်စနစ်စီမံကိန်းထဲမှာကျွန်တော်ကိုယ်တိုင်ရှင်းပြရမယ်လှုပ်ထုံးလုံနေအပိုင်းတစ်ခုရှိတယ်တရုတ်ပြဖို့အတွက်ပတ်ဝန်းကျင်ကိုပြင်ဆင်ပေးပါဦးကောင်းပါပြီစနစ်ပီတုကကြီးခင်များဒါပေမဲ့တောကြနေ့တင်ပြချက်ပြီးရင်တော့ကျွန်တော်ကိုထမင်းကျွေးရမှာဖြစ်တယ်လို့မေးသမျှကိုလည်းဖြေရမယ်နော်ဒီအစီအစဉ်ကခင်ဗျားတို့ရဲ့ကိုရေးကိုယ်တာလုံခြုံမှုကိုဘယ်လိုကာကွယ်ပေးမှလဲအချက်လက်တွေပေးဖို့နေစဉ်အတွင်းမှာလုံးဝနောက်ပြန်လှည့်ကြည့်လို့မရအောင်လုပ်နိုင်ပါသလားကျွန်တော်တို့ကကိုဝတ်စနစ်ကိုအသုံးပြုထားပြီးအဆင့်ဆင့်သောတောချက်စီမံခန့်ခွဲမှုနဲ့အတူလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာဝင်ရောက်ကြည့်ရှုတဲ့မှတ်တမ်းတွေကိုခြံထားခဲ့မှာပါအဲ့ဒါကပြန်လည်စစ်ဆေးနိုင်တယ်လို့ဆိုလိုတာပါဆေးဘက်ဆိုင်ရာအချက်လက်တွေကလူနာတွေရဲ့ကိုရေးကိုယ်တာနဲ့သက်ဆိုင်ပါတယ်ပေါက်ကြားမှုဖြစ်ခဲ့ရင်ပြန်လည်စစ်ဆေးတဲ့မဲ့တန်းကိုယ်တိုင်ကတိုက်ခိုက်ခံရမဲ့ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်လက်ရှိနေပညာလောကမှာတော့လုံးဝပြည့်စုံတဲ့နောက်ပြန်မလှည့်နိုင်တဲ့နေလဲမျိုးမရှိသေးပါဘူးဒါကိုတော့နောက်ထွက်မဲ့အပိုင်းမှာကျွန်တော်တို့လှုပ်ဆောင်သွားမှာပါကျေးဇူးတင်ပါတယ်ဆက်လက်တင်ပြပေးပါကော်မတီဝယ်ပေါင်းတို့ခင်ဗျာမျိုးပြဆေးရုံအတွက်လင်းရဲဝေးနေပညာရဲ့ဆေးဘက်ဆိုင်ရာတင်တက်စနစ်စီမံကိန်းမှာတော့ပြန်လည်စစ်ဆေးနိုင်တဲ့မှတ်တမ်းမျိုးလုံးဝခြံထားမှာမဟုတ်ပါဘူးဒါကိုလင်းရဲဝေးရဲ့စနစ်ပီတုကခြံအားဝေးတူတဲကဖန်တီးထားတာပါဒီလုံထုံးလုံနင်းကိုမင်းဘယ်တော့ကစရေးခဲ့တာလဲတက္ကသိုလ်ဒုတိယနှစ်မှာပါဒုတိယနှစ်မှာတင်ဒီလောက်စစ်မြင့်တဲ့ကိုဝတ်စနစ်ကိုရေးနိုင်နေပြီလားဥက္ကခရှင်ခင်ဗျားတို့ကုမ္ပဏီကလူကော်နီတုံးပဲလားလောလောဆယ်တော့ဒီတယောက်တည်းကိုပဲခန့်ထားပါသေးတယ်မဲပေးတဲ့ချိန်မှာတော့လင်းရဲဝေးနေပညာကအပြတ်သက်အနိုင်ရသွားပါတယ်ဂုံယူပါတယ်ရှောင်းရဲ့မင်းရဲ့ဒီအလုပ်တင်ကတကယ်ကိုအရေးချင်းရှိပြီးပုံရှိုးွယ်ရှိုးနေတတ်တာပဲသူကလင်းရဲ့ဝေးရဲ့စနစ်ပီတုကပါဟုတ်တာပဲဒီနေ့အဖွားဖုံးဆက်တယ်သူမင်းစီလာမလို့တဲ့ဘယ်တော့လဲမြို့ပြဆေးရုံစီမံကိန်းကဒီနေ့မဲခွဲတာအောင်မြင်သွားပြီးရှေ့ပတ်ဆိုစာချုပ်တော့မှမင်းဖွားလာမှာလားလင်းရဲ့ရှိပြောတာအမှန်ပဲအဖွားက2ရက်အတွင်းရောက်လာတော့မယ်မင်းပါလို့စိတ်လှုပ်ရှားနေတာလဲအဖွားကကျမဂရုဆက်ရတဲ့တူးတဲတော်မိသားစုဝင်ပဲအခုလိုအခြေအနေမျိုးနဲ့သူ့ကိုတွေ့မခံချင်ဘူးမင်းရဲ့အခုအခြေအနေကတကယ်ကိုကောင်းပါတယ်တွားကြစို့နီနီကိုတွားကြိုရအောင်ဟယ်လိုလူကလေးမင်းကရှောင်းရဲ့အိမ်ကလူကလေးမလားငါကရှောင်းရဲ့အဖွားပါအခုမင်းတို့ရက်ကွက်ထိတ်ကလုံခြုံရေးဂိတ်ကိုရောက်နေပြီးနေကောင်းလားအဖွားကျွန်တော်အခုပဲအောက်ကိုဆင်းလာခဲ့ပါမယ်နေကောင်းလားအဖွားရှောင်းရဲ့မနိုးသေးဘူးလားနိုးပြီးအဝတ်စားလဲနေလို့ပါအဖွားရှောင်းရဲ့ညှိပိန်သွားတာပဲတမီးမပိန်ပါဘူးပိန်သွားတဲ့အပြင်အိတ်ရေးလဲမော်ဘူးမြစ်တောင်တွေမှာသွေးကြောတွေတောင်းထင်နေပြီးညှိစကားကိုနားမထောင်ပြန်ဘူးနေကောင်းလားဘွားဘွားကြီးတေဆန်းဘွားဘွားကြီးအိတ်ကြသွားပြီးရှောင်းရဲ့ငငယ်တုန်းကလည်းဒီလိုပုံစံလေးပဲအကုန်လုံးတထရာလေးပဲညီတို့နှစ်ယောက်ထိုင်ကြဦးငါမေးစရာရှိတယ်အဲ့ဒီတော့ဒီကလေးက2029ခုနှစ်ကနေအချိန်ခီးသွားပြီးပြန်လာတာပေါ့ဟုတ်ပါတယ်သူကညီကိုအမေလို့ခေါ်တာလားဖေဖေလို့ခေါ်လိုက်ပါဦးဟုတ်တယ်တားတို့အတူတူနေကြတာလားတို့ရဲ့ဖွားတို့ကသဘောတူစာချုပ်ဆိုထားပြီးသားပါအတူတကွနေထိုင်ဖို့သဘောတူညီချက်ပေါ့ဖွားတို့ကနှစ်ပေါင်း90ကျော်နေလာတာတောင်ဒီလိုမျိုးသဘောတူညီချက်မျိုးကိုတခါမှမကြားဘူးသေးဘူးအဖွားကြီးရဲ့ဖေဖေနဲ့မေမေကိုအစ်မတင်ပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့နီယန်ကအရန်စောပြီးရောက်လာလို့ပါဖေဖေနဲ့မေမေကပြင်ဆင်ဖို့အချိန်မရသေးလို့ပါဒါပေမဲ့သူတို့ကနီယန်ပေါ့အရန်ကောင်းကြပါတယ်ဖေဖေကထမင်းဟင်းချက်ပေးတယ်မေမေကနီယန်ကိုတိတ်ပေးတယ်သူတို့နှစ်ယောက်လုံးကနီယန်ကိုအတူတူရေချိုးပေးကြတယ်
ရှောင်းရဲဝေမင်းဒီနှစ်တွေတလျှောက်အရာအားလုံးကိုတယောက်တည်းရင်ဆိုင်လာခဲ့ရတာပါလင်းရဲဝေနေပညာကိုတယောက်တည်းပြန်လဲနိုးထလာအောင်မင်းကပဲလှုပ်ဆောင်ပေးခဲ့တာပါရှောင်းမိသားစုရဲ့လူတွေကိုလည်းမင်းတယောက်တည်းရင်ဆိုင်ခဲ့ရတာမင်းကိုကူညီဖို့တယောက်မရှာဘူးလားလို့ငါမေးခဲ့ဘူးတယ်မင်းကမလိုအပ်ဘူးလို့ပဲပြန်ဖြေခဲ့တယ်အခုဒီကလေးလေးပေါ်လာပြီဆိုတော့မင်းကိုတခုမေးချင်တယ်မင်းတကယ်ပဲဝင်ထုတ်ဝင်ပို့ဖြစ်တယ်လို့ခန်းစားရလားဒါမှမဟုတ်တယောက်တည်းနေရတာကျင့်သားရနေလို့နှစ်ယောက်တူနေဖို့မဝတ်မရဲဖြစ်နေတာလားဘွားသဘောတူစာချုပ်ကိုလက်မထိုးတော့ကကျမကိုဘယ်သူမှမတိုက်တွန်းပါဘူးကျမဒီမှာနေတာကကျမမသွားချင်လို့ပါရှောင်းရဲဝေကမင်းထက်3နှစ်လောက်ကြီးတာပါသူကလင်းရဲဝေရဲ့လူတစ်ယောက်ပဲသူကအခုမှအလုံးစမ်းတက်ကာလာပဲရှိသေးတာအပြင်လူတွေကတော့ပြောစရာတွေအများကြီးရှိကြလိမ့်မယ်အဲ့ဒီစကားတွေကမင်းကိုဘယ်လိုမှမထိခိုက်နိုင်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ဒီနေ့ကစားပြီးတော့အဲ့ဒီစကားတွေကငါ့ကိုအရင်ဖြစ်ကြော်ရလိမ့်မယ်ကောင်းပါပြီလူငယ်လေးမင်းစာမေးပွဲအောင်သွားပါပြီဒီမေတ္တာရဲ့အဆောင်လေးကိုတောင်ပေါ်ကဆရာတော်စီကနေအပွားသွားတောင်းလာတာမင်းရဲ့အိတ်ခမ်းထဲမှာထားလိုက်ရင်အစွမ်းထက်လိမ့်မယ်မနေ့ကလေးကမင်းကိုပေးမလို့ပဲအခုကြည့်ရတာတော့မလို့အတော့ဘူးထင်ပါတယ်အရန်လာတာပဲအပွားကြီးရဲ့ဒါကဘာလဲဟင်ဒါကသမီးရဲ့ဖေနဲ့မေအတူတူနေနိုင်အောင်ဆူတောင်းပေးထားတဲ့အဆောင်လေးပါဒါပေမဲ့ကြည့်ရတာတော့သူတို့ဒါကိုသုံးစရာမလိုတော့ဘူးထင်တယ်အပွားကြီးကပြောတဲ့နီယန်ကကန်ကောင်းတဲ့ကလေးလေးတဲ့ဘာဖြစ်လို့လဲဆိုတော့နီယန်ရောက်လာတဲ့အချိန်မှာပဲဖေနဲ့မေကိုကြိုတင်ပြီးအတူတူနေနိုင်အောင်လုပ်ပေးခဲ့လို့လေမင်းကိုပေးစရာတခုရှိတယ်စိန်လက်စွပ်တော့မဟုတ်ဘူးအခုငါးလစာနဲ့တော့စိန်လက်စွပ်ဝယ်ဖို့မတက်နိုင်သေးဘူးဒါပေမဲ့ဒီလက်စွပ်လေးကိုမင်းကိုအရင်ပေးထားချင်နေတာကငါရဲ့ပထမဆုံးကိုပိုင်စီမံကိန်းကနေရခဲ့တဲ့ပိုက်ဆံနဲ့လှုပ်ထားတာပါဒါကနောက်ဆုံးရခဲ့တဲ့ပိုက်ဆံပဲအဖိုးတန်တဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့ဒါကငါကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံပါဒါကနီယန်အတွက်ပေးတာမင်းအတွက်မဟုတ်ဘူးနီယန်ရဲ့နာမည်ကိုထွင်းထားတယ်ဘာဖြစ်လို့လဲဆိုတော့မင်းတမရှိရင်ငါတို့ဘဝတစ်လျှောက်လုံးဒီနေရာအထိရောက်လာနိုင်မှာမဟုတ်ဘူးဒီလက်စွပ်လေးရဲ့အတိတ်ပဲကတော့ငါဒီမှာရှိနေတာကငါနေခြင်းလို့ပါချင်းဝေရဲ့ဝေငါမင်းကိုသဘောကျတဲ့ရုံခန်းထဲမှာမင်းကငါရဲ့အစီအစဉ်ကမစိုးပါဘူးလို့ပြောခဲ့တဲ့အချိန်ကလေးကဆက်ပြီးတော့ချစ်မယ်ထင်တယ်မင်းဒါကိုဘယ်တော့ကလေးကလှုပ်ထားတာလဲလေလန်တင်တဲ့နေ့ကလေးကမှထားတာဒီနေ့မှရောက်တာအဲ့ဒီတုန်းကလေးကကြိုတင်စဉ်းစားထားတာပါဆေးရုံစီမံကိန်းကစာချုပ်ချုပ်ပြီးမှပေးမယ်လို့စဉ်းစားထားတာအခုစာချုပ်ချုပ်ပြီးသွားပြီဒါပေမဲ့မဆောင်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ငါတို့ကြားကကိစ္စတွေကိုစီမံကိန်းတွေကိုအကြောင်းပြချက်သုံးစရာမလိုတော့ဘူးဒီလိုဆိုရင်မင်းသဘောတူလိုက်ပြီပေါ့ဟုတ်လားငါဘာကိုသဘောတူလိုက်တာလဲငါဘယ်တော့ကသဘောတူတယ်လို့ပြောလို့လဲဟင်မင်းကိုယ်တိုင်ဝတ်မလားဒါမှမဟုတ်ငါကူညီပေးရမလားအရန်လာတာပဲမင်းကလက်စွပ်ကိုချီးကျူးတာလားဒါမှမဟုတ်ငါကိုချီးကျူးတာလားလက်စွပ်ကိုပါကောင်းတော့ကြပါရပါတယ်ဖေမေသူတို့မှလက်စွပ်ရှိနေပြီးမြင်ပြီးအကောင်းနဲ့ရှိုးဝက်နံပါတ်တွေကလွန်ခဲ့တဲ့နှစ်ပတ်ကလေးကပေါက်ကြားသွားတာတစ္ဆာဖောက်ရှိနေတဲ့လင်းရန်စီးကမူရင်းကုတ်တွေကိုအကြည့်အစုံရသွားမယ်ဆိုရင်အစောဆုံးဒီနေ့ညနေပိုင်းမှာပဲရွံဖုံးရဲ့စီမံကိန်းတွေကိုအဓိကကုတ်တွေကိုထည့်သွင်းနိုင်လိမ့်မယ်ဒုက္ခပါပဲသူတို့တွေကကျွန်တော်တို့ထက်အရင်ဦးပြီးမြို့တော်ဆေးရုံမှာနေပညာသွားရောက်ပြတ်တော့မှာပဲပြီးရင်ကျွန်တော်တို့ကသူတို့ကိုခိုးချပါတယ်ဆိုပြီးပြန်ပြီးအပြစ်တင်ကြလိုက်မယ်သဘောတူညီချက်ကုတ်တွေထဲမှာဝတ်ထားတဲ့လက်မှတ်တစ်ခုရှိနေတဲ့အဲ့ဒါကိုရေးတုံးကကျွန်တော်ကြိုတင်ပြင်ဆင်ထားပြီးသားပါကုတ်တစ်ခုချင်းစီရဲ့လှုပ်ဆောင်ချက်ရှင်းလင်းချက်တွေမှာကျွန်တော်ရဲ့ကိုယ်ပိုင်ရေးစာကိုထည့်သွင်းထားတဲ့ကုတ်တွေကိုပေါင်းဆက်လိုက်ပြီးရင်တော့အဲ့ဒီရေးစာကိုမြင်ရမှာမဟုတ်တော့ဘူးဒါပေမဲ့မူရင်းကုတ်ကိုပြန်ပြီးခြေထိုးလိုက်ရင်တော့ရှင်းလင်းချက်အပိုင်းမှာပြန်ပေါ်လာလိမ့်မယ်အကယ်၍သူတို့ကမူရင်းကုတ်ကိုတိုက်ရိုက်ယူသွားခဲ့မယ်ဆိုရင်ပြီးတော့သူတို့ရဲ့စနစ်ထဲမှာထည့်သွင်းလိုက်မယ်ဆိုရင်ဒီရေးစာအစုံလိုက်ကသူတို့ကိုဖန်ဆီးနိုင်မဲ့ခိုင်လုံတဲ့သက်သေဖြစ်လာလိမ့်မယ်အဲ့ဒါကိုဘယ်တော့ကထည့်ထားတာလဲကုတ်တွေစရေးကလေးကအတူတူထည့်ထားခဲ့တာပါဒါပေမဲ့ပထမဆုံးကုတ်စာကြောင်းကိုရေးတုံးက243တစ်နှစ်ဆိုတာအကျင့်တစ်ခုလိုဖြစ်နေခဲ့တယ်239ခုနှစ်တဲ့အမေကျန်ကျွန်တော်အရင်ကတင်ချတစ်နှစ်3တင်ပေးဖူးတယ်လူတယောက်ဘလောက်ပဲတော်နေပါစေမူရင်းမူချမ်းကိုတော့တင်ထားရမယ်လို့အမေကပြောခဲ့တယ်ရှေ့နေကျန်းချန်ဆိုတာချင်းဝေရဲ့ပဲဆေးဘက်ဆိုင်ရာကလောက်ပလက်ဖောင်းရဲ့မူရင်းကုတ်တွေအခိုးခံရနိုင်တဲ့မင်းကိုအစီအစဉ်နှစ်ဆုံးပြင်ဆင်ထားစေခြင်းနဲ့တစုံကတော့အသိပညာဆိုင်ရာပိုင်ဆိုင်မှုအတွက်တရားဝင်တရားစွဲဆိုဖို့ဖြစ်ပြီးနောက်တစုံကတော့အရေးပေါ်ခြေအနေအတွက်နေပညာပိုင်းဆိုင်ရာခုံသမာဓိဖွဲ့နဲ့ဖြည့်ရှင်းဖို့ပဲဟုတ်ကဲ့ဒီနေ့ပဲဖြစ်ရပါမယ်ဘာလို့နေတာလဲကျွန်တော်နာမည်ရင်းမဟုတ်ပဲဆေးရုံရဲ့သတင်းချက်လက်နေပညာဌာနကလူတိုင်းစီကိုတယောက်ချင်းစီစာပို့လိုက်တဲ့နေပညာဆိုင်ရာအစီရင်ခံစာဖြူကိုအုပ်စုလိုက်ပို့လိုက်တာပါဒီจิตတေရေးစာနဲ့ကုတ်စနစ်ရဲ့အချိန်မတန်းကိုလည်းပူးတွဲပေးလိုက်တဲ့အဲ့ဒါကကျွန်တော်အရင်ကအခန်းချင်းလေးထဲမှာနေတော့ကဒီကုတ်တွေကိုရေးခဲ့တဲ့အချိန်ပေါ့ရှောင်းပိုင်စနစ်ကနေအလိုအလျောက်မတန်းတင်ထားတဲ့ဘာရှင်းဟာလင်ရန်ရှိထုတ်ပြနိုင်တဲ့ဗသက်တွေထက်မဆိုပိုပြီးခိုင်လုံပါတယ်ဥက္ကဋ္ဌချင်းကျွန်တော်တို့စီကိုနောက်ထပ်အစီအစဉ်တစ်ခုတင်ပြလာပါတယ်အဲ့ဒီထဲမှာအမည်မဖော်လို့တဲ့ဆက်သွယ်ရေးသဘောတူညီချက်တစုံပါဝင်နေပြီးလင်းရဲ့အစီအစဉ်နဲ့အတော်လေးစင်တူနေရဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့ရဲ့နေပညာဆိုင်ရာအစီရင်ခံစာကိုအခုလေးတင်ရရှိထားပါတယ်နှိုင်းရှင်ကြည့်ပြီးတဲ့နောက်မှာတော့ဆေးရုံကရွံဖုံးရဲ့နောက်ဆက်တွဲအကဲဖြစ်မှုတွေကိုရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ဘာသာလွတ်လပ်စွာတီထွင်ခဲ့တဲ့တက်တွေကိုပြပါသူအထိတ်တလန့်ဖြစ်နေပြီးလွင်ရန်ရှိတာဒီလောက်ထိအလုံးမကြီးခဲ့ရင်ဒီလိုအခြေခံကြတဲ့အမားမျိုးလုံးမှာမဟုတ်ဘူးသူကနေပညာပိုင်းကလာတာမဟုတ်တော့မူရင်းကုတ်တွေကိုနောက်ကျောင်းပြန်ပြင်လို့မရဘူးဆိုတာသူနားမလည်ဘူးကုတ်ဆိုတာစာလုံးတွေစုထားတာပဲလို့သူထင်နေတာကော်ပီကူးပြီးကူးထဲလိုက်ရင်သူ့ဟာဖြစ်သွားပြီလို့ထင်နေတာကုတ်စာကျောင်းတိုင်းမှာလက်ပွေရပါတယ်ဆိုတာသူမသိဘူးဒီနေ့ကိစ္စမှာခင်ဗျားရဲ့ဒီจิตတေရေးစာတာမရှိရင်ကျွန်တော်တို့အများကြီးအတာစီးရမှာမဟုတ်ဘူးနောက်ဆုံးမှာအမှုနိုင်ရင်တောင်ပရောဂျက်ကအချိန်ကျကြာသွားနိုင်တဲ့ဆေးရုံနဲ့ချုပ်ထားတဲ့စာချုပ်ထဲမှာသတ်မှတ်ထားပြီးသားပါ PCS နံဖို့တရက်နောက်ကျရင်စုစုပေါင်းပမာဏရဲ့1000ပုံတပုံတန်ရိုက်ခံရမယ်ရွံဖုံးဆောင်နေတာလဲဒါပဲလင်းရဲ့ဝေရဲ့ငွေကြေးစီးဆင်းမှုကိုနှောင့်နှေးအောင်လုပ်ဖို့ပဲဒါပေမဲ့အခုတော့သူတို့မလုပ်နိုင်တော့ဘူးဘာလို့လဲဆိုတော့ခင်ဗျားကကြိုတင်ပြင်ဆင်ထားလို့ပဲဒါကဘာမှမဟုတ်ပါဘူးကုတ်ထဲမှာမှတ်ချက်ရေးတာကအခြေခံပါပဲလူများစုကဒီမှတ်ချက်တွေကိုတခြားလူတွေဖတ်ဖို့လို့ထင်ကြပေမဲ့ကျွန်တော်ကတော့အနာဂတ်ကကိုပြန်ဖတ်ဖို့လို့ထင်တယ်ကိုအတွက်ခြံထားတဲ့စုပ်လန်းတစ်ခုပေါ့မ
မွေးနေ့မှာပျော်ရွှင်ပါစေညံညံဒီနေ့ကညံညံရဲ့မွေးနေ့လားဟုတ်တယ်ကိုလ19ရဲ့စောင်းဦးပေါက်အစောပိုင်းပေါ့ဒါပေမဲ့ညံညံက2029မှာမွေးတာမဟုတ်လားအခုက2026မဟုတ်ဘူးလားအခုအချိန်မှာညံညံကမမွေးသေးဘူးလေရပါတယ်သူဘယ်မှာပဲရှိအဲ့ဒီမှာပဲမွေးနေ့ချင်းပေးမယ်ဘယ်နှစ်ပဲဖြစ်အရေးမကြီးပါဘူးညံညံရဲ့ဆူတောင်းကတော့နောက်ပိုင်းပဲကိုပဲရောက်သွားပါစေအဖေနဲ့အမေကိုအမြဲမမိနေဖို့ပဲညံညံရဲ့မွေးနေ့ဆူတောင်းကသူထွက်ခုအာသွားရမှာကိုကြောက်နေသလိုပဲသူတခုခုကိုခစားမိနေပြီးထင်တယ်ဒီလိုအချိန်ကိုကြောက်ဖြစ်လာတဲ့ကိစ္စကရောက်လာပြီးရင်ပြန်သွားနိုင်တယ်ဆိုတာသူ့မှာပါဘူးတကယ်လို့သူပြန်သွားခဲ့ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲစတော်ဘယ်ရီတွေဆက်ဆိုင်မယ်နေကြပန်းတွေပွင့်လာမဲ့အချိန်ကိုစောင့်မယ်ရှောင်းပိုင်စနစ်ကိုအပြီးတက်ရေးမယ်မင်းရဲ့ကြက်ဥမွေကျော်ပညာကိုနည်းနည်းထက်မြင့်တင်ဦးပြီးတော့သူဘယ်တော့ပြန်လာမလဲဒါမှမဟုတ်ပြန်လာနိုင်မလားဆိုတာထက်ကျွန်တော်တို့ဒီမှာပဲရှိနေမယ်သူ့အခန်းကိုလည်းဒီအတိုင်းတင်ထားမယ်သူ့ရဲ့ဝက်ဝံရုပ်လေးကုတင်ပေါ်မှာရှိနေမယ်သူ့ရဲ့ပန်းချီကားလေးရေခဲတက်တာမှာကက်ထားမယ်သူရှိနေတော့ကကျွန်တော်တို့ကမိသားစုတစ်ခုပဲသူမရှာဤတော့လေကျွန်တော်တို့ကမိသားစုတစ်ခုပဲဘာလို့လဲဆိုတော့သူကကျွန်တော်တို့ကိုပြောင်းလဲပေးခဲ့လို့ပဲသူရှိနေလို့ပဲကျွန်တော်တို့အတူတူရှိနေကြတာသူရှိမရှိဒီအချက်ကဘယ်တော့မှမပြောင်းလဲဘူးဆန်းလီမင်းတစ်ချိန်ကပြောခဲ့ဘူးတဲ့စကားတွေကိုမမိသေးလားတချို့အနာဂတ်တွေကိုကြိုတင်ပြီးစတင်နိုင်တယ်လို့မင်းပြောခဲ့တယ်နော်မမိပါတယ်ဒါဆိုရင်ကြန့်ရှိနေတဲ့အနာဂတ်တွေကိုအချိန်မတိုင်ခင်စတင်နိုင်အောင်ငါနဲ့အတူလိုက်ခဲ့ဖို့ဆန္ဒရှိလားဒါကသဘောတူညီချက်တစ်ခုမဟုတ်လို့အိမ်မှာအတူတူနေဖို့တတ်ပဲလည်းမဟုတ်ပါဘူးတကယ်အစ်အမှန်အနာဂတ်တစ်ခုပါငါမှာဘယ်တော့မှထွက်သွားဖို့စိတ်ကူးမရှိခဲ့ပါဘူးဇလန်းကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးပါအသစ်တွေကြည့်ဖို့ Subscribe လုပ်သွားနော်